အမေရိကန်ပေါက်ကကစားကွက်နဲ့ဒူအခုရှုံးပွဲအပေါ်မှာဘာမှမခံစားရတော့ဘူးလို့ဆိုလိုက်တဲ့ Gary Neville Manchester United ရဲ့ကန်ဝင်နောက်ခံလူ Gary Neville က Manchester Derby ပွဲစဉ်မှာမြို့ခံပြိုင်ဘက် Man City ကို3-9မရှိနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာသူကအသင်းပေါ်မှာဒေါသထွက်ခြင်းဒါမှမဟုတ်စိတ်ပြတ်ခြင်းတဲ့ဘာမှမခံစားရတော့တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တဲ့အကြောင်းခံလိုက်ပြီးတော့နီးပြ Ruben Amorim အပေါ်မှာတော့ PR တွေစတင်တက်ရောက်နေပြီဖြစ်တဲ့အကြောင်းသတိပေးပြောကြားလိုက်ပါတယ်လာမယ့်စနေနေ့မှာကစားမဲ့ Chelsea နဲ့ပွဲစဉ်မှာနောက်ထပ်ရှုံးပွဲတစ်ပွဲကြုံတွေ့ခဲ့ရပါကနီးပြအတွက်မိကွန်းထုတ်စရာကြီးတွေဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ်ရှင်။ Manchester Derby ရှုံးပွဲကြောင့် United တင်ကအမှတ်ပေးစရာရဲ့အောက်ဆုံးမှာဆက်လက်တည်ရှိနေပြီးတော့ပြီးခဲ့တဲ့ရာသီကအဆင့်15နေရာနဲ့ရာသီသိမ်းခဲ့တဲ့အခြေအနေကနေတိုးတက်လာမယ့်အရေးအယံမတွေ့ရသေးပါဘူး။ရာသီအဖွင့်၄ပွဲကစားပြီးချိန်မှာတော့ရမှတ်၄မှတ်သာရရှိထားခြင်းကအသင်းသမိုင်းတစ်လျှောက်နှစ်ပေါင်း33နှစ်အတွင်းအဆိုးဝါးဆုံး Premier League ရာသီအဖွင့်လည်းဖြစ်ပါတယ်။ဒါပြင် Amorim နဲ့အသင်းဟာ Carabao Cup ပြိုင်ပွဲကနေလေ League 2 Club Grimsby ကို penalty နဲ့အရှက်တွဲရှုံးနေပြီးတော့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ Neville က Man City နဲ့ပွဲကရှုံးပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်နဲ့ပတ်သက်ပြီးကျွန်တော်ထင်တယ်နီးပြအပေါ်နဲ့သူ့ရဲ့ကစားကွက်တစ်ခုတည်းကိုပဲတင်းတင်းကြပ်ကြပ်သုံးဆွဲနေမှုအပေါ်ဖိအားတချို့တက်ရောက်ပါလိမ့်မယ်။ City ကသူတို့ကိုကောင်းကောင်းမွန်မွန်နဲ့တက်တောင့်တက်တာအနိုင်ယူသွားခဲ့တယ်။ United မှာပွဲစဉ်အတွင်းအခိုက်အတန့်ကောင်းတချို့တော့ရှိခဲ့ပါတယ်။ပထမပိုင်း15မိနစ်နဲ့ဒုတိယပိုင်းအစ5မိနစ်လောက်ပေါ့။ဒါပေမဲ့အဆုံးပြအခိုက်အတန့်တွေမှာ City ကပိုကောင်းတဲ့ကစားသမားတွေရှိနေခဲ့တယ်။ပိုရန်ဒိုဂူဟာလန်တို့ကထူးထူးခြားခြားခြေစွမ်းပြသွားခဲ့တယ်လေအရင်တော့ကတော့ United ဒီလိုပွဲမျိုးရှုံးတာကိုမြင်ရတဲ့အခါကျွန်တော်ဒေါသထွက်ပြီးတော့စိတ်ပြတ်မိတဲ့အခြေအနေရှိခဲ့ဘူးတယ်အခုတော့ကျွန်တော်ဘာမှမခံစားရတော့ဘူးအဲ့ဒါကအဖို့တောင်စိုးသေးတယ်ဒါကဘာမှဖြစ်ဖြစ်မြတ်မြတ်မရှိတဲ့ခြေစွမ်းတစ်ခုပဲ United ကရိုးရိုးလေးအရှုံးပေးလိုက်တာပါပဲဆိုပြီးတော့ပြောဆိုလိုက်ပါတယ်နဘီလ်ကလာမယ့်တစ်ပတ် Chelsea နဲ့ပွဲမှာနောက်ထပ်တစ်ပွဲရှုံးနေခဲ့မယ်ဆိုရင်တော့မိကွန်းထုတ်စရာကြီးတွေစတင်ပေါ်ထွက်လာတော့မှာပါဆိုပြီးတော့လည်းနီကုန်းကျုပ်သတိပေးသွားခဲ့ပါတယ်ရှင်ကျေးဇူးတင်ပါတယ်